ဒီနေ့မှာတော့လူအများစုစားနေကြတဲ့ဝက်သားအကြောင်းစားရင်ကောင်းကျိုးရှိလားဆိုးကျိုးရှိလားဆိုတာကိုရိုးရိုးနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဝက်သားဆိုတာမြန်မာပြည်မှာလူကြိုက်များတဲ့အစားအစာတစ်ခုပါ။အရသာကောင်းပြီးစားလို့လည်းအားရတာကြောင့်လူတော်တော်များများနေ့စဉ်စားသုံးနေကြပါတယ်။ဒါပေမဲ့ဝက်သားကိုစားတဲ့အခါကောင်းကျိုးနဲ့ဆိုးကျိုးနှစ်ခုလုံးရှိတာကိုသိထားဖို့လိုပါတယ်။အရင်ဆုံးကောင်းကျိုးအကြောင်းပြောရမယ်ဆိုရင်ဝက်သားမှာပရိုတင်းဓာတ်များပြီးကိုယ်ခန္ဓာတည်ဆောက်ဖို့အထောက်အကူဖြစ်ပါတယ်။အလုပ်လုပ်သူတွေအားကစားလုပ်သူတွေအတွက်စွမ်းအင်ရစေပြီးခန္ဓာကိုယ်အားကောင်းစေပါတယ်။ဒါအပြင်ဗီတာမင်တစ်ပါဝင်တာကြောင့်အုံနောက်နဲ့အာရုံကြောလုပ်ငန်းတွေကိုကောင်းမွန်စေပါတယ်။တန်ဓာတ်နဲ့ဆင့်တက်လဲပါဝင်လို့ကိုယ်ခံအားကိုမြင့်တင်ပေးနိုင်ပါတယ်။ဒါပေမဲ့ဆိုးကျိုးဘက်ကိုလည်းမမေ့သင့်ပါဘူး။ဝက်သားမှာအဆီများတတ်တာကြောင့်အလွန်အကျွံစားရင်အဝလွန်နိုင်ပါတယ်။အထူးသဖြင့်အဆီများတဲ့ဝက်သားကိုမကြာခဏစားရင်သွေးထဲမှာcholesterolတက်လာနိုင်ပြီးနှလုံးရောဂါဖြစ်နိုင်ခြေတိုးလာပါတယ်။နောက်တစ်ချက်ကတော့မချက်ကောင်းတဲ့ဝက်သားကိုစားမိရင်ပိုးဝင်နိုင်ပါတယ်။ဒါကြောင့်ဝက်သားကိုအမြဲတမ်းကောင်းကောင်းချက်ပြီးမှစားဖို့အရေးကြီးပါတယ်။နောက်ပြီးစားတဲ့ပမာဏကိုလည်းထိန်းချုပ်ဖို့လိုပါတယ်။အရသာကောင်းလို့များများစားမိရင်ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ဟင်းချက်တဲ့အချိန်မှာလည်းအဆီနည်းနည်းပဲသုံးပြီးကျန်းမာရေးအတွက်တင့်တော်အောင်ချက်စားတာကပိုကောင်းပါတယ်။အချင်းချုပ်ပြောရမယ်ဆိုရင်ဝက်သားစားတာဟာကောင်းကျိုးရှိတဲ့အစားအစာတစ်ခုဖြစ်ပေမဲ့အလွန်ကျွံစားရင်ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်မျှတအောင်စားပြီးတန်ရှင်းစွာချက်ပြုတ်စားသုံးဖို့လိုအပ်ပါတယ်။နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်